အားလုံးပဲမင်္ဂလာပါရှင်ဖေကပြန်လဲကြိုဆိုပါရစေ။ရင်တစ်ခေါက်ကတင်ထားတယ်ပေါ့နော် Frozen Shoulder အကြောင်းနဲ့ပတ်သက်တဲ့တင်ထားတဲ့ဗီဒီယိုလေးနဲ့ပတ်သက်ပြီးဘယ်လိုကျင့်စဉ်လေးတွေကျင့်သွားမလဲဆိုတော့ပြသပေးမှာဖြစ်ပါတယ်နော်။အားလုံးနဲ့အတူတူ like တွေ့ကျင့်ကြရအောင်။အရင်ဆုံးကလက်ကလေးဒူးလေးပေါ်တင်လိုက်မယ်နော်။လက်ဖွားလေးဒူးလေးပေါ်တင်ပြီးတော့ဆိုခါးလေးကိုညာဘက်လေးကိုလှည့်လိုက်မယ်။လှည့်ပြီးတော့ shoulder လေးကိုဒီဘက်ထောက်ထားတဲ့လက်ကလေးကိုတွန်းလိုက်ပြီးရင်ပြန်လျှော့လိုက်တွန်းလိုက်ပြန်လျှော့လိုက်ဟုတ်ပြီနော်ဒါလေးသွားပါမယ်ဒါလေးကို9ကြိမ်10ကြိမ်အကြိမ်20အထိသွားလို့ရပါတယ်နော်โอเคဖြည်းဖြည်းချင်းတင်ရှင်လေးကဒီပခုံးလေးပေါ်မှာရှိရမယ်နော်လက်ဖက်နှောက်အားလေးနဲ့လက်ကလေးကိုဆန့်ပြီးတော့တွန်းပါမယ်ဒါလေးโอเคပြီးတော့ဆိုနောက်ထပ်တစ်ဖက်သွားပါမယ်ခါလေးဘဲဘဲလေးကိုလှည့်လိုက်မယ်လက်ဖက်နှောက်အားလေးနဲ့တွန်းတောင်လေးကိုတင်းအားလေးကိုလိုက်ပြီးတော့ခန်းစားပေးကြည့်မယ်နော်တင်းအားလေးကိုလိုက်ပြီးတော့ခန်းစားပေးပခုံးလေးကိုတွန်းဆက်Johnson. Okay. Got it. Okay. Sure. Without the left little baby now is set. Send me that the left alley will cover so good. Left now little you mamma don't have me. Di Martin lady shimmer, la mamma ten lady shimmer. She did he left now little don't have me. Left alley will call. Copy up to my auntie take the wine. A white did the liver white, no? Tally. Okay. Đó đi ngã chắc connect shape go that's it giáo viên này biến ngoài mẹ đi nè đâu đi ngã chắc connect shape go that's it okay chế bây giờ biến sửa lại mẹ sửa bây giờ sửa ra đi lắc lấy đuôi bộ biến thì bé mà khâu lấy bộ tròn thì nhẹ bị biến chế bây giờ biếnအားလေးထည့်ပြီးတော့တွန်းတင်မယ်ပခုံးလေးနဲ့နေရွက်လေးနဲ့ထိမတက်လေးတွန်းတင်ပြီးဖြည်းဖြည်းချင်းပြန်ပြီးတော့ဖိချတွန်းတင်မယ်ပြန်ပြီးတော့ဖိချမယ်နောက်တစ်ခေါက်တွန်းတင်မယ်ပြန်ပြီးတော့ဖိချမယ်ဒါလေးကိုလည်း10ချိန်ကနေအချိန်20အထိသွားလို့ရတယ်နော်ညင်အားလေးတွေထည့်ပြီးတော့တွန်းတင်မယ်โอเคပြီးဖြည်းဖြည်းချင်းပြန်ချတွန်းတင်မယ်ဖြည်းဖြည်းချင်းပြန်ချမယ်โอเคဒါပြီးတော့ပြီဆိုရင်လက်ကလေးခါးလေးထောက်မယ်နော်လက်ခုပ်လေးနဲ့ထောက်ပါမယ်လက်ခုပ်လေးနဲ့ထောက်မယ်ဆန့်ကျင်ဘက်လက်ကလေးကတထောင်လေးကိုကင်ဒါလေးကို9နိုင်လောက်လေးအရှိလေးကိုဆွဲပြီးပြန်ရှော့ရှေ့လေးကိုဆွဲရမယ်ပြီးဖြည်းဖြည်းချင်းပြန်ရှော့ရှေ့ကိုဆွဲမယ်ဖြည်းဖြည်းချင်းပြန်ရှော့မယ်ဆွဲရမယ်ပြန်ရှော့ဆွဲရမယ်ပြန်ရှော့မယ်အချိန်20အထိသွားလို့ရတယ်နော်10ချိန်ဒါမှမဟုတ်ကိုကစခြင်းလောက်တဲ့သူတွေဆို9ချိန်ကနေစားလို့ရပါနော်9ချိန်ကနေ10ချိန်10ချိန်ကနေအချိန်20အထိဖြည်းဖြည်းချင်းတိုးသွားလို့ရโอเคနောက်တစ်ဖက်ပြန်သွားပါမယ်โอเคလက်ကလေးတထောင်လေးကိုဆက်ညစ်ဘက်လက်ကလေးကတထောင်လေးကိုနော်ဆွဲမယ်ဖြည်းဖြည်းချင်းပြန်လျှော့ဆွဲမယ်ဖြည်းဖြည်းချင်းပြန်လျှော့မယ်ဒီနားလေးတွေတင်းအားလေးတွေရှိရမယ်နော်များသောအားဖြင့်နာတာဆိုဒီနားလေးတွေနာတာများနော်အဲ့ဒါလေးကိုသွားတည်ပေးမယ်โอเคဆွဲမယ်ပြန်လျှော့မယ်ဆွဲမယ်ပြန်လျှော့မယ်ဆွဲမယ်ပြန်လျှော့โอเคဟုတ်ပါပြီးသားပြီဆိုလက်ဆက်ကြောင့်ပတ်တာချိတ်ပလက်ကလေးလက်နိုင်ရပေါ်လေးကိုဆန့်လိုက်မယ်နော်များလေးဆွဲဆန့်ထားပြီးမယ်လက်ချောင်းလေးတွေကိုမိုးပေါ်တွန်းတင်ပြီးတော့ဆန့်ထုတ်လက်မောင်းနဲ့ရွက်တပြေးနဲ့ဆန့်ထုတ်ထားအားလေးထိုက်ပြီးတော့ဆက်မယ်ဒီတိုင်းရိုးရိုးလေးဒီမျိုးလေးဆန့်တာမဟုတ်ဘဲနဲ့အားလေးထိုက်ပြီးတော့ဆွဲဆန့်ဂျိုင်းကြောလေးတွေပါအောင်ဆန့်ဂျိုင်းကြောလက်မောင်းကြောခါးပြီးကြောလေးတွေပါအောင်ဆန့်မယ်ဘိုက်တွေကိုနည်းနည်းလေးဆွဲရှက်ထားမယ်โอเคဒါလေးကို10ချိန်အချိန်20အထိသွားလို့ရနော်10 second ပေါ့10 second ကနေ20 second အထိသွားလို့ရတယ်ဒါလေးဖြည်းဖြည်းချင်းသွားတဖြည်းဖြည်းနဲ့လက်ချောင်းလေးတွေအထိကျင်လာတာလေးကိုပါခံစားရတယ်နော်ဒါပုံမှန်ပါပဲဘာမှပြဿနာမရှိပါဘူးမကြောက်တော့ပါနဲ့โอเคဖြည်းဖြည်းချင်းရှော့ချလိုက်မယ်ဒါလေးကပေါ့နော်လက်လုံးဝမမြောက်နိုင်တဲ့သူဆိုတော့ဒီအဆင့်ကိုတော့ဖယ်လိုက်မယ်ကျန်တဲ့အဆင့်တွေကိုတော့အကုန်လုံးလိုက်လုပ်လို့ရပါတယ်နော်โอเคနောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်